呀，毛毛人我照片都满三位嘛，爱情那个追妹表述差别的，怕见片都乌刚个嘞，都阿给有么塞，西的有边么听没？啊，照片都个都在现在原嘛送把多边的，啊，你个照片都要价个，毛毛人我年下来大家怕见片都一天变要拉进没？毛毛人啊，抓头眼边牙盘子老这个老烟，乌刚出来一龙包满外边呀的喽，稍微你这不算下的的。လေနိုင်ကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလုပ်၍တီးစားချထားတာကြောင့်ဝမ်းစာစပားအတွက်မပူရလို့တော်သေးယခုလဲမောင်ဘိုးတင်တောသို့တွားချပြီဖြစ်မောင်ဘိုးတင်နေသောတစ်စိမ်ရွာကလေးဟာတော်ရန်ကြသောဒေသဖြစ်လေတယ်ရွာဝင်အတန်လှမ်းသောနေရာမှာတင်းချိုင်းကုန်းရှိပြီးအုတ်ကူအဟောင်းများကဆေးရောင်မရှိလူသွားလမ်းဘေးမှာကပ်လျက်ရှိတင်းချိုင်းကုန်းအမည်နဲ့လိုက်အောင်ရွာဤတင်းချိုင်းကုန်းဒီကုန်းလေးပေါ်မှာရှိနေပြီးတစ်ပင်ကြီးတစ်ပင်ငယ်နဲ့ခြုံရွယ်ပိတ်ပေါင်းတို့ကထူလာသည်လူတယောက်သေးရင်သာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးမြေတူးကြတယ်ဒါကြောင့်တင်းချိုင်းကုန်းကတောဖြစ်နေလေတယ်အခုမောင်ဘိုးတင်အဲ့ဒီတင်းချိုင်းအနောက်ဘက်မှာရှိတဲ့ခြုံထဲကိုကြွတ်ထောင်ရင်းနဲ့တင်းချိုင်းထဲဝင်၍ငှက်ပစ်နေလေတယ်ငှက်များမလာတဲ့အခါမှာမောင်ဘိုးတင်ကတင်းချိုင်းထဲမှာရှိတဲ့အုတ်ကူပေါ်မှာအိတ်နေလေတော့တယ်အဲ့ဒီချိန်မှာသူအိတ်နေတဲ့အုတ်ကူဘေးမှာရှိတဲ့လဲလန်းပေါ်မှာလူငယ်တတိုက်စကားတပြောပြောနဲ့လမ်းလျှောက်လာကြလေတယ်။အဲဒီလူငယ်ထဲမှာမြင်နိုင်ဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးဖော်တယ်ကိုမောင်ဘိုးတင်ထင်နေမိလေတယ်။လူငယ်များကလည်းမောင်ဘိုးတင်ရဲ့တတ်တူရွယ်သူများပါကြသလိုနှစ်နှစ်များကြီးသူများလည်းပါလေတယ်။တချို့လူငယ်များရဲ့ပခုံးမှာတော့လွယ်အိမ်များကိုလွယ်ထားသလိုတချို့လူငယ်များရဲ့ပခုံးမှာတော့ပစိုးများကိုလိမ်ပြီးလွယ်အိတ်တံပြုတ်လောက်ကလွယ်ထားကြလေတယ်။အဲဒီလူငယ်များဟာမောင်ဘိုးတင်ကိုရှီမန်းမသိပဲစကားပြောလာကြတယ်မြင်နိုင်မင်းဟိုဘက်နေရကြတဲ့ကြွက်ကြီးအကြီးပဲနော်ဟုတ်တယ်လေငါကိုစိုးကြီးရက်ဆိုင်ကိုသွင်းလိုက်တာမင်းဘယ်လိုလုပ်ပြီးရတာလဲကွာဟိုကောင်ပေတူးပြောတော့မင်းဘိုးတင်ကပ်ပြီးခိုးပေါ်လာတာဆိုအဲ့ကောင်ပေတူးလည်းတကောင်ယူလဲလေကွာဘိုးတင်အစိုးကြီးထားပြီးသွားဖြုတ်တာပါမင်းဘယ်အချိန်မှသွားပြီးတော့ဖော်လိုက်တာလဲဟာအဲ့ကောင်ဝေလင်းမှသွားတာငါအုံမောင်းခောက်တာနဲ့သွားဖော်လိုက်တာလीသူသွားဖော်တော့ငါအိမ်ပြန်လို့ပြန်တော့အိမ်နေဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရတာမင်းတို့သိရမလားလူငယ်လေးများကစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးထင်အုတ်ကူဘေးမှာထားလိုက်ပြီးမြင်နိုင်လူရုပ်မှာကြွက်တခိုးမင်းနဲ့ငါနဲ့တွေ့ပြီပေါ့ကွာမောင်ဘိုးတင်ကစိတ်ဆိုးဒေါသထွက်ကအုတ်ကူကြီးဟာလောက်လေးกว่าတင်နဲ့ထုလိုက်ပါတော့သည်